နိုင်ငံမှာမြန်မာမုံရောင်းများဆုံးဆိုင်ဘယ်နေရာဖြစ်ရမှာလဲလက်တုတ်တာဖြစ်ရမှာပေါ့ထိုင်းနိုင်ငံမှာဆိုရင်ဆိုင်ခွဲက3ဆိုင်ရှိတယ်မြန်မာနိုင်ငံမှာဆိုရင် of course 73ဆိုင်တောင်ရှိတာSiri ရောက်နေတဲ့ branch ကတော့ Century The Movie Plaza Sukhumvit ပါ BTS နဲ့လာမယ်ဆိုရင် Honor Station မှာဆင်းရမယ်နော် Signature မှာရအောင်တရက်ပြေတရက်နဲ့နဲ့ချင်းနဲ့အရသာလက်လေးတော့ပါတယ်တခြားဟာထက်စားတယ်တချို့ဟာ2 layers တချို့ဟာ3 layers အဲ့လိုမျိုးလေးတွေပေါ့နော်1 set မှရုံနဲ့အရသာ12မျိုးတောင်ရတယ်ဆိုတော့အားလုံး Siri ဒီ set ကို again try ခိုင်းစီစဉ်ပါလေဒူရင်တာခွေဒါဘနာလား Siri ကဒူရင်ဒီတိတ်မချရလိုက်နဲမုံနေမြာအကြိုက်ဆုံးကိုနောက်ဆုံးမှစားမယ်လေမြန်မာပြည်ထိသွားကြမလို့ဒါရမ်းရှားရယ်ကွာဟုတ်လားဖိုင်းမှာဒီမှာရှိရစားလို့လည်းကောင်းတယ်အร่อยချမှာဒီလိုမျိုးတွေဆိုရှင်အိမ်မှာကိုတိုင်လှုပ်စားလဲရတယ်နော်ဘာဖြစ်လဲဆိုတော့နတ်တုတ်တာစီမှာကလူချောကြီးအမုံရှိတယ်အဲ့ဒီဟာနဲ့လှုပ်လို့ရပါတယ်frozen တွေလည်းရှိတယ်เนาะအိမ်မှာကိုယ်တိုင်ကလုံးစားလို့ရပါတယ်ဒါဆိုရှင်စမူစာတောက်ဖို့အတွက်အမောအာလူစမူစာ100ကျော်ညပြောကိုပြ premium quality နဲ့ရနိုင်တယ်မြန်မာမုံဈေးကလည်းတင့်တော်စားလို့ကလည်းအရင်ကောင်းဘယ်မှာရနိုင်မှာဩနတ်တုတ်တာမှာပါ